အားလုံးပဲမင်္ဂလာညချမ်းလေးပါ MKK Audio Book Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့စာရေးဆရာအာကာစောရဲ့လူသားမော်ဟင်ကားဆိုတဲ့ဖြစ်ရမှန်ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးကိုမတင်ဆက်ခင်ကျွန်တော်ရဲ့ channel လေးကပရာလောကဇာတ်လမ်းများကိုအမြဲတမ်းတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ထားကြပါဦးခင်ဗျာအချိန်က1960ခုနှစ်ခန့်အေယာရီတိုင်းဟင်းသရမြို့နယ်ရှောင်းမိုင်ခန့်ကွာဝေးသည့်အရက်တွင်အင်ကုန်းရွာလေးတည်ရှိနေသည်အေယာရီမြစ်ကမ်းရွာလေးဖြစ်ပြီးတော့မြေရှောင်းအင်းအိမ်များပေါ်များသဖြင့်ရေလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုကြသည်အများအားဖြင့်ငပိငှက်ချောင်းငစနဲငပိကောင်များပြုလုပ်ပြီးတော့ဟင်းသရမြို့ရှိဒိုင်များသို့ပြန်လည်သွင်းသည့်လုပ်ငန်းကိုလုပ်ကိုင်ကြသည်ထိုရွာတွင်မရွှေခင်နှင့်မငွေခင်ဟုသည့်ညီမနှစ်ယောက်ရှိလေသည်သူတို့၏မိခင်မှာလေးဖြတ်ထားသဖြင့်အောက်ပိုင်းတိမ်နေပြီးတော့သူတို့၏ဖခင်မှာလွန်ခဲ့သော၄နှစ်ခန့်ကတေဆုံးသွားခဲ့သည်မရွှေခင်သည်မိခင်ကြီးကိုပြုစုရင်းအိမ်တွင်မော်ဟင်ကားဆိုင်ဖွင့်ထားသည်မငွေခင်မှာအနီးနားရွာများမှငါးများကိုပြန်လဲဝယ်ယူကာငပိသိပ်ပြီးတော့မြို့ပေါ်တိုင်းများကိုပြန်သွင်းသည့်ငပိလုပ်ငန်းကိုလုပ်ကိုင်သည်သူတို့မိသားစုစီးပွားရေးမှာချောင်းချောင်းလဲလဲရှိသည်သို့တော်လည်းမရွှေခင်ကမူအိမ်စရိတ်အပိုရရန်အတွက်နံနက်ပိုင်းတွင်မော်ဟင်ကားကိုအိမ်တွင်ရောင်းချပြီးတော့မိခင်ကြီးကိုအနီးကပ်ပြုစုလုပ်ကင်ပေးသည်တို့ရတဲ့ကကလာကုန်းနာကညောင်မင်းကြီးကအဆူတောင်းပြေတယ်ဆိုပဲဟဲ့တခုသောမနက်ခင်းမှာမရွှေခင်၏မော်ဟင်ကားဆိုင်တွင်လာရောက်စားတော့သောဘိုးဆောင်မကစကားဦးတန်လိုက်သည်ဟုတ်ပါအင်းပိုင်ချင်းမိအေးတို့ဆိုကလေးမရလို့အမြုံမဆိုပြီးတော့ခေါ်နေတာဆရာတွေလည်းစုံနေပြီဟဲ့နောက်တော့အဲ့ဒီညောင်မင်းကြီးစီသွားပြီးတော့ဆူတောင်းလိုက်တာအခုဘိုင်းနဲ့တော်ရီဒေါ်ညွန့်ကထောက်ခံလိုက်သည်ဘလို့လဲမရွှေခင်လူတွေတော်တော်များများသွားဆူတောင်းနေကြပြီဟဲ့နေရောစိတ်ဝင်စားဘူးလားဘုတ်ဆောင်မကမရွှေခင်ကိုလှမ်းမေးလိုက်တော့သည်အိုးမသွားပါဘူးရှင်ကျမကအဲ့ဓာတွေကိုအယုံကြည်မှမရှိတာဘုတ်ဆောင်မလည်းအတိပဲမဟုတ်လားထို့သို့ပြောရင်းဈေးဆက်ရောက်နေတော့သည်မရွှေခင်တို့မိသားစုသည်ဘာသာတရားမကိုင်းဆိုင်သလိုဘေဒင်တို့နတ်တို့လောကီပညာရက်တွေကိုလည်းအယုံကြည်မရှိပေသူမ၏ဖခင်မှာရခင်ကကွန်မြူနစ်ပါတီဝင်တယောက်ဖြစ်ခြင်းကြောင့်လည်းဖြစ်နိုင်သည်မရွှေခင်တို့ရွာတွင်မော်ဟင်ကားဆိုင်3-4ဆိုင်ရှိသည်မို့မရွှေခင်၏ဆိုင်သည်တိတ်ရောင်မကောင်းပေမော်ဟင်ကား9ပိတ်သာကိုနေ့တဝက်ကျိုးအောင်ရောင်းရသည်ညနေပိုင်းတွင်တော့အိမ်မှုကိစ္စများနှင့်ညီမဖြစ်သူ၏စီးပွားရေးလုပ်ငန်းတွင်ဝင်ကူညီတက်ပြီးတော့မိခင်ကြီးကိုစောင့်ရှောက်နေရသည်ကများသည်တနေ့တွင်ညီမဖြစ်သူမငွေခင်အိမ်ပြန်နောက်ကျလေသည်မိုးစုံစုံရှုပ်မှပြန်ရောက်လာသည်မငွေခင်သည်အနီးနားရွာများတွင်ငားလိုက်သိမ်းခြင်းငားဝယ်ထွက်ခြင်းနှင့်ငပိများကိုမြို့သို့ပို့ခြင်းတို့ကိုလုပ်ကင်သည်ဖြစ်ရာအိမ်မှာမရှိသည်ကများသည်သို့သောပုံမှန်နေ့လယ်3နာရီလောက်တွင်ပြန်ရောက်နေကြဖြစ်သည်ညီမလေးငွေခင်အိမ်ပြန်နောက်ကျလိုက်တာတကိုယ်လုံးလဲမိုးတွေစိုးလို့ပါလားအမဖြစ်သူမရွှေခင်ကမေးလိုက်သည်ဟုတ်တယ်အမကြီးညောင်ဝမ်းရွာကအပြန်မှာမိုးတွေအရမ်းရွာတာနဲ့လိုင်းထနေလို့လိုင်းငိမ်အောင်စောင့်ရင်နောက်ကျနေတာထို့သို့ပြန်ပြေကအိတ်ခမ်းထဲသို့ဝင်သွားလေသည်အမမနှက်ပြန်မောင်းကားဆိုင်မထွက်ပါနဲ့ထမင်းဝိုင်းတွင်မငွေခင်ကပြောလိုက်သည်ဘာဖြစ်လို့လဲညီမရဲ့ညီမလေးတိတ်နေမကောင်းကျင်သလိုဖြစ်နေတာနဲ့မနှက်ပြန်အလုံးနားမယ်ဒါပေမဲ့မနှက်ပြန်နတ်မော်အင်းဘက်မှာငားတွေပေါ်မှာညီမကြိုပြောထားတယ်အဲ့ဒီငားတွေကိုအမပဲညီမကိုစားတွားယူလိုက်လीမချေခင်ကခေါင်းညှိလိုက်သည်အင်းစီးပွားရေးကမငွေခင်ငပိလုပ်ငန်းပင်မဟုတ်ပါလားနောက်တနေ့မနက်မချေခင်သည်အလုသမားများနှင့်နတ်မော်အိမ်ဘက်သို့ငားကောက်သွားလေတော့သည်ငားတွေပေါ်လိုက်ရှိန်လိုက်မှုညနေဆောင်မှသာအလုပ်ပြီးတော့သည်မချေခင်တို့အိမ်သည်ကမ်းနားနှင့်မနီးသောကြောင့်ငားများကိုလေဖြင့်ရွာကမ်းနားသို့တည်ယူရသည်ထိုမှတကားနွားလဲဖြင့်အိမ်သို့တည်ယူရသည်နွားလဲဖြင့်အိမ်ပြန်လာရာရွာထိပ်အရောက်တွင်ညောင်မင်းကြီးကိုကြည့်မိသည်ထိုညောင်မင်းကြီးမှာရခင်ကနေမတူတော့နတ်ကုန်းတွေနဲ့ပန်းအိုးများနှင့်ပင်ဖြစ်နေပြီမချွေခင်လဲညောင်မင်းကြီးကစူတောင်းပြေတယ်ဆိုပါလား
ငါကလည်းအိမ်ပြင်တိတ်ထွက်ရတာမှမဟုတ်တာရောက်တော့ရောက်ခိုက်သွားဆူတောင်းရင်ကောင်းပါပဲထို့နောက်အလုသမားများကိုနွားလဲနှင့်လွတ်လိုက်ပြီးတော့မရွှေခင်ကညောင်မင်းကြီးအနားတွင်ဆင်းနေခဲ့လိုက်သည်ငါဘာဆူတောင်းရမလဲငါကမောင်းငါးတယ်ပဲလေမောင်းငါးရောင်းကောင်းဖို့ပဲဆူတောင်းရမှာပေါ့အရှင်ညောင်မင်းဆောက်နမင်းကြီးကျမမောင်းငါးကိုမြတ်များရောင်းရအောင်ကူညီဆောင်ရွက်ပေးတော်မူပါမယုံတော်ဝက်ယုံတော်ဝက်နှင့်ဆူတောင်းပြီးနောက်အိမ်သို့လမ်းလျှောက်ပြန်လာခဲ့တော်သည်တပတ်ခန့်အကြာတွင်မရွှေခင်၏မောင်းငါးရောင်းအားတက်လာ၏ရခင်ကမောင်းငါးငါးပိတ်တာကိုတမနက်ရောင်းရတော့လဲယခုအခါတွင်2 နာရီခန့်ဖြင့်ကုန်လေသည်မရွှေခင်လည်းနောက်နေများတွင်မောင်းငါးကိုတိုးချက်လေသည်တိုးချက်သလောက်နာရီပိုင်းအတွင်းပင်ရောင်းကုန်လေ၏နောက်တစ်ပတ်ခန့်ကြာသောအခါရွာထဲရှိအခြားမောင်းငါးဆိုင်များစားသူမရှိတော့သဖြင့်ပိတ်လိုက်ရလေသည်မရွှေခင်၏မောင်းငါးသည်အရသာထူးခဲ့ပြီးစားပြီးသူတိုင်းထပ်စားရှင်ပေသည်စားသောသူများသည်တစ်ခါစားလျင်4-5 ပကံတချို့က90သားတပိတ်သားစားသဖြင့်စားသုံးကြသဖြင့်မွေးငါးမှာရောင်းကောင်းသည်အင်ကုန်းရွာလေးတွေမကအနီးနားရွာများမှာပါလာရောက်စားတော့ကြပြီးတော့ဟင်းသရမြို့မှာပါလာရောက်ဝယ်ယူစားတော့ကြလေတော့သည်အချိန်2 ပတ်ခန့်အကြာတွင်မရွှေခင်သည်မွေးငါးရှက်ရန်အလုသမားများပင်ခံထားရလေသည်မွေးငါးကိုလည်းတစ်နေ့လုံးရောင်းလေသည်မရွှေခင်တို့၏အိမ်ရှိမြေကွက်လက်ကြီးနှင့်လမ်းမော်တွင်အလူမန်းတက်တပွဲဆိုင်ကြီးထိုးကရောင်းချလေရာစားတော့သူများနှင့်အမြဲမပြတ်ကြိတ်ကြိတ်တိုးစီကားနေလေတော့သည်အကြောင်းမသိသူများကရွာကိုအလဲလာသည့်အခါတွင်အလူပေးနေသည်ဟုထင်ရလေသည်မငွေခင်၏ညီမမှလည်းငပိလုပ်ငန်းကိုဆက်လက်မလုပ်ကင်တော့ပဲအမားဖြစ်သူ၏မွေးငါးဆိုင်ကိုသာကူညီရောင်းချပေးတော်သည်စီးပွားရေးမှာလည်းတနေ့တခြားတိုးတက်လာပေသည်အမေနှင့်ညီမလေးရေအမားတို့အခုလိုစီးပွားရေးအဆင်ပြေလာတာညောင်မင်းဆောက်နှက်ကြီးရဲ့ကျေးဇူးကြောင့်ဖြစ်တယ်လွန်ခဲ့တဲ့1 လလောက်ကအမညောင်မင်းကြီးစီမှာသွားပြီးဆူတောင်းခဲ့တယ်အမအဲ့ဒီနှက်ကြီးကိုကျေးဇူးပြန်ဆက်ခြင်းတယ်အဲ့ဒါကြောင့်နှက်ကွန်းကြီးဆောက်လုပ်ပြီးတော့လူဖို့ဆုံးဖြတ်ထားတယ်နောက်တစ်ပတ်ခန့်အကြာတွင်မရွှေခင်တို့သည်အလွန်ကြီးမားသည့်အုပ်ဖြစ်တိဆောက်ထားသောနှက်ကွန်းကြီးကိုလူတန်းကရွာမပယံဆရာများနှင့်ဆောက်လုပ်လေသည်မရွှေခင်တို့မွေးငါးနာမည်ကြီးသည်မှာဟင်းသရမြို့တွင်မသိသူမရှိတော့ပေထိုအထဲတွင်ရဲအုပ်ဖေလည်းပါဝင်သည်ဒါနဲ့နေပါဦးအင်ကုန်းရွာကမရွှေခင်မွေးငါးဆိုတာတိတ်နာမည်ကြီးတာဆိုပဲရဲအုပ်ဖေသည်ရဲတစ်ချက်ညွန့်ဝင်းကိုမေးလိုက်သည်ဟုတ်တာပေါ့ဆရာကျွန်တော်တော့နာမည်ကြားပြီးစားကျင်နေတာဝယ်မရလို့ပြို့ရဲအုပ်ဖေသည်သူ၏မေးစေကိုပို့နေရင်အတန်ကြာစဉ်းစားနေသည်ဒါဆိုမနှက်ပြန်သွားကြမယ်ကွာဘာလဲဆရာကအဲ့ဒီမွေးငါအရသာကိုမြည်ကြည့်ခြင်းလို့လားရဲတစ်ချက်ညုံဝင်းကရဲရဲရဲပြေမေးလိုက်သည်အဲ့ဒါလည်းတစ်ချက်ပေါ့ကွာနောက်ပြီးတော့ဒီလောက်လူပြောများပြီးဝယ်ရခက်တဲ့မွေးငါကိုဘသူချက်လဲဆိုတာကိုသိကျင်တယ်ကွရဲတစ်ချက်ညုံဝင်းလဲစကားဆက်မပြောတော့ပဲခေါင်းညိတ်နေလိုက်သည်နောက်တစ်ရက်ရဲအုပ်ဖေရဲတစ်ချက်ညုံဝင်းရဲသားလောက်အောင်တို့အင်ကုန်းရွာသို့ရောက်လာကြသည်ရွာထိပ်တွင်ရွာသားများစောင့်နေသည့်နှက်ကွန်းကိုတွေ့လေသည်နှက်ကွန်းမှာအုပ်စီပြီးအုပ်ကျုပ်မိုးထားသည်ကနုတ်ပန်းတချို့နှင့်အလှဆင်ထားပြီးတော့နှက်ကွန်းနံရံတွင်တောတောင်ပုံများကိုရေးဆဲထားလေသည်အထဲတွင်ရုပ်တုတစ်ခုရှိပြီးတော့ရွှေချထားသည်နှက်ကွန်းတွင်ငပြောပွဲများနှင့်ပန်းများကိုလည်းဝေစားစွာတွေ့ရသည်အနားမှာရွာသားတဦးအားမေးကြည့်ရာမရွှေခင်တို့အလူဖြစ်ကြောင်းနှင့်မရွှေခင်တို့စူတောင်းပြေပုံများကိုသိရသည်ရဲဦးလည်းစကားလက်စတတ်ပြီးတော့မရွှေခင်တို့အိမ်ဘက်သို့ဆက်လက်ထွက်ခွာလာကြသည်တွေ့ပါပြီအလူမန်းတကြီးတစ်ပွဲကြီးမားလာသည့်ဆိုင်ကြီးအထဲတွင်လည်းကလထိုင်များနှင့်ပြည့်နှက်နေပြီးတော့လူအများပြည့်ကျက်နေလေသည်ဆိုင်ပြင်တွင်လည်းမတ်တရက်ပြီးတော့ဂျိုင်းဆွဲဝယ်ရန်စောင့်နေသူများလည်းအများပြားရှိလေသည်ရဲဦးလည်းဆိုင်တွင်သို့လမ်းဝင်လိုက်သည့်အခါအလွန်ထူးဆန်းသည့်မြင်ကွင်းကိုမြင်လိုက်ရလေသည်ဆိုင်အတွင်းတွင်စားသောက်သူများပြည့်နေပြီးတော့တချို့ကခုံနေရမရကြတာမို့မတ်တရက်စားသောက်နေကြသည်စားသောက်နေသူများမှာ
မော်ဝင်ကားများကိုအငမ်းမရစားတော့နေကြသည်မှာဘလူးတရေစီးနေသည့်အတိုင်းဖြစ်လေသည်မုံဘက်တောင်းများကိုပုံထားပြီးတော့ဟင်းရည်များကိုပါဇက်အတွင်းသို့အငမ်းမရထိုးထည့်နေကြပြီးတော့ပါဇက်များမှာပေကြံနေကြတော့သည်ရဲအုပ်နှင့်အဖွဲ့လဲဆိုင်ကိုကြော်လွန်ပြီးအိမ်ဘက်သို့ထွက်လာခဲ့သည်အိမ်တွင်တော့အလုသမားများအလုံးရှုံနေကြသည်ငပြောပင်များကိုခုတ်ပိုင်းသူကပိုင်းမွေးငါဆက်ရန်အလုံးများနေကြသည်ရှမ်းနောက်ဘက်ခလန်းလန်းတွင်တော့ကိုရုံတရံဆောက်လုပ်ထားသည့်ငပိသိပ်သည့်နေရာကြီးကိုလှမ်းတွေ့ရသည်ရဲအုပ်လည်းအိမ်ပေါ်သို့တက်လာခဲ့သည်အမရဲတွေမငွေခင်သည်အိမ်ဦးကန်းတွင်ထိုင်နေရမှအိမ်ကန်းထဲသို့ပြေးဝင်သွားသည်မကြခင်အိမ်ထဲမှမရွှေခင်ထွက်လာသည်အိမ်ဦးကန်းတွင်တော့သူတို့၏အမေဒေါ်လာခင်ကရဲအုပ်ကိုစကားပြောရင်းဧကန်နေလေသည်သမီးရေထိုင်မအောင်ဒါဟင်းသရကရဲအုပ်မအောင်ဖေးတဲ့မရွှေခင်ကမျက်လွှာချလိုက်ပြီးဒီကအကိုကြီးတို့ကဘာကိစ္စရှိလို့လာတာပါလဲအเจ้าကတော့မောင်းကားကြောက်မှာမောင်းကားကအင်မတန်ကောင်းတယ်လို့ဟင်းသရမှာသတင်းပြတ်နေလို့သိကျင်လို့လာခဲ့တာပါရဲအုပ်အောင်ဖေးကပြောလိုက်သည်အော်ဒါလေးများဟဲ့မောင်ထွန်းဒီကိုလားမုံပွဲတွေပြင်ပေးပါအောင်ကွယ်မရွှေခင်ကအလုသမားလေးတဦးကိုပြောဆိုလိုက်သည်အကိုကြီးတို့လွတ်လွတ်လပ်လပ်အားရပါရသုံးဆောင်ကြပါဦးညီမနောက်မှာမွေးငါချက်ဖို့ဥဆောင်ရအောင်မယ်ထို့သောပြောဆိုကမရွှေခင်သည်အိမ်ထဲသို့ဝင်သွားပါတော့သည်ရဲအုပ်အောင်ဖေနှင့်အပွဲလဲမွေးငါစားပြီးတော့ဒေါ်လာခင်နှင့်စကားစမီပြောပြီးနောက်ပြန်လာခဲ့ကြသည်ကဲဆရာဘာထူးကြလဲရဲတကြက်ညုံဝင်းကမေးလိုက်သည်ထူးတော့ထူးတယ်မောင်းငါကအနံ့တခုရတယ်ဗျနောက်ပြီးအရသာကအစီတစ်မျိုးပါသလိုပဲချိုလေးလေးနဲ့ထိုးမထူးတော့မသိဘူးဆရာကျွန်တော်ကတော့ရှော့ပကန်လှအောင်ကတော့ရှစ်ပကန်ကုန်တာပဲရဲတကြက်ညုံဝင်းကပြောလိုက်သည်နောက်တစ်ပတ်ခန့်အကြာတွင်ရဲဟုတ်အောင်ဖေနှင့်ရဲတကြက်ညုံဝင်းတို့သည်တခြားမောင်းငါများကိုမစားကြတော့ပါအရသာမတွေ့သောကြောင့်မချူခင်မောင်းငါကိုသာတန်းတာနေကြသည်အလုံးများသောကြောင့်တစ်ကြောင်တွားရလာရဝေးသောကြောင့်တစ်ကြောင်မချူခင်တို့စီကိုထပ်မရောက်ဖြစ်တော့ပါသို့တော်မကြမီအကြောင်းပန်လာတော့သည်ဆရာလူပြောင်းမှုတစ်ခုရှိတယ်ရဲတကြက်ညုံဝင်းကစကားဆိုလာတော့သည်ဘဲသူလဲဘဲကလဲအင်ကုန်းရွာကဖိုးခွေးပါဆရာသူကလူမိုက်လူရှုပ်လူပွေတယောက်ပါပျောက်နေတာကတော့တစ်လလောက်ကြာပြီသူမိမကဟိုးနေ့ကမှတိုင်းချက်လာဖွင့်ထားလို့ကောင်းပြီလေဒါဆိုအင်ကုန်းရွာဘက်ကိုသွားကြတာပေါ့ဆရာလူပြောင်းမှုပဲဟာကျွန်တော်သွားလိုက်လဲပြီးပါတယ်ဆရာကိုယ်တိုင်လိုက်เสียမလိုပါဘူးဧကန်နာဘာဧကန်နာလဲကွဆရာမောင်းငါစားကျင်လို့မဟုတ်လားရဲတကြက်ညုံဝင်းကရဲရင်းနဲ့မေးလိုက်တော့သည်ဒါလဲပါတော့ပေါ့ကွာမောင်းငါစားကျင်တာကတကြောင်မငွေခင်ကြောင်လဲတကြောင်ဖြစ်သည်ကိုအောင်ဖေသည်အသက်40ခန့်အိမ်အောင်ပြတ်ဘူးသူဖြစ်သည်လောလောဆယ်တွင်လူလူဖြစ်နေသည်ထို့အပြင်ရဲအုပ်ဖြစ်သည်ဖြင့်ယာဓုဂုံသိမ်းလည်းရှိသည်သူ့ကိုရီလာမြောင်းပေးနေသူများလည်းရှိသည်သို့တော်ကိုအောင်ဖေသည်စိတ်ကင်ခဲ့သည်ယခုမငွေခင်နေတွေ့တော့မှကိုအောင်ဖေရင်တွေပြန်ခုန်လာသည်အိပ်ဆက်နေခဲ့သောကိုအောင်ဖေနှလုံးသားသည်နိုးထလာခဲ့လေသည်ဟိုတရက်ကမငွေခင်နှင့်ဆုံတွေ့တော့လဲကိတ္တမြသာဖြစ်သည်ဖြင့်ကိုအောင်ဖေမကျေနပ်နိုင်သည်မငွေခင်ကြောက်လန့်နေသောမျက်လုံးကြီးတွေကိုမြင်အောင်မိနေသည်မငွေခင်သည်အသားရည်လက်သည်ရုပ်ရည်သည်သနာကမလေးဖြစ်သည်မျက်စိနှက်သည်နှာရန်ပေါ်သည်ကိုလုံးကိုပေါက်မှာတော့မြင်သူငေးရလောက်အောင်တပွဲဖြစ်သည်ရှိသောရင်တွယ်လျရသောအခါလုံးဝင်းပြေးမောက်သောတင်နှင့်အလွန်ရှုမကြီးနိုင်ဖြစ်သည်နောက်တစ်နေ့မနက်တွင်ဟင်းသရမှလေဖြစ်ထွက်ခဲ့ကြသည်ဒီတစ်ခါတွင်တော့ကိုအောင်ဖေတယောက်ယူနီဖောင်းကြီးဝင်မသွားတော့ပေဘန်ကောက်လုံကြီးနှင့်ချက်အင်းကြီးအဖြူဝတ်ဆင်သွားသည်ဟာဆရာကလည်းအရက်ဝတ်ကြီးနေပါလားတက်ချက်ညုံဝင်းကအံ့ဩစွာဖြင့်မေးလိုက်သည်၆ပြောမနေနဲ့ကဲလေပေါ်တက်ကြတော့ကြမွေးငါကုန်နေအောင်မယ်
ထိုသို့ဆိုကတွက်လာခဲ့ကြသည်ယခုတစ်ချိန်တော့မငွေခင်သည်မကြောက်တော့ပေသို့တော်အနှဲငယ်ရှက်နေဟန်ရှိသည်ကိုအောင်ဖေတို့ကိုဧည့်ခံလေသည်ကိုအောင်ဖေနှင့်လည်းစကားသမီးပြောကြသည်မရွှေခင်ကမူအလုံးများနေသည်ကိုအောင်ဖေကတော့သူတို့အမေဒေါ်လာခင်နှင့်စကားပြောအတော်ခီးပေါက်နေလေပြီးအတန်ကြာသောရဲတက်ချက်လက်ကုပ်နေသဖြင့်စကားစာပြတ်ပြီးထပြန်ရသည်ကိုအောင်ဖေကမပြန်ချင်ပါသို့တော်လာသည့်ကိစ္စကအလုပ်ကိစ္စနေမဟုတ်ပါလားအပြန်တွင်ဖိုးကွေးတို့အိမ်နှင့်အနီးနားကိုမေးမြန်းရလေသည်ဖိုးကွေးမှာလူပေလူတေရွာကန်လူမိုက်တယောက်ဖြစ်သည်မိမနှင့်ကလေးကိုလုံမကြွေးပေအချိန်ပြည့်တောက်စားမွေးရနေလေသည်လွန်ခဲ့သည့်တစ်လခန့်ကပျောက်သွားလေသည်သူ့အပေါင်းအသင်းများကိုစုံစမ်းကြည့်ရာတချို့မှာရွာရင်းမရှိပေထို့ကြောင့်မေးမြန်းစရာရှိသည်များမေးမြန်းပြီးပြန်လာခဲ့ရလေတော့သည်နောက်ပိုင်းတွင်ကိုအောင်ဖေတယောက်အလုတ်အားလျင်အားသလိုမငွေခင်တို့အိမ်ကိုအဝင်ထွက်ပြုလုပ်လေသည်မငွေခင်အမေဒေါ်လာခင်နှင့်အတော်ပင်ရင်းနှီးနေပြီးတူတပွဲသားတပွဲဖြစ်နေလေပြီမငွေခင်လည်းကိုအောင်ဖေနဲ့မစိမ့်တော့ပြီတခါတရံနှစ်ဦးသားရှန်ထဲတွင်စကားစမီပြောဆိုကြသည်မရွှေခင်ကတော့အမပီပြီးသူညမအားစိတ်မချလို့အေးတကြီးကြီးကြည်နေလေသည်သို့တော်လည်းတပတ်သားမှာရဲအရာရှိရီမွန်သူတယောက်ဖြစ်သည်ဖြင့်မရွှေခင်ကစိတ်ချသလိုရှိသည်ငါမငွေခင်ကိုသူ့အမေဒေါ်လာခင်ကြီးကိုပြောပြီးတော့တင်တောင်းရင်တော့ရမှာပဲဒါပေမဲ့ဒီလိုလုပ်ရင်မငွေခင်ပေါ်ငါတင်စည်းသလိုများဖြစ်သွားမလားမငွေခင်ရဲ့ဆန္ဒကိုငါအရင်မေးကြည့်တင်တယ်ကိုအောင်ဖေကထို့သို့တွေးလေသည်မကြာမီအချိန်တွင်ဟင်းသရငါးမျက်နှာဖျားပွဲကျင်းပလေသည်ကိုအောင်ဖေလည်းထိုအခွင့်အရေးကိုယူကာဖျားပွဲလေရန်ခွင့်တောင်းလေသည်မငွေခင်ကလည်းခေါင်းညိတ်လေ၏ထို့ကြောင့်မငွေခင်နှင့်ဖျားပွဲလဲကြလေတော့သည်ဖျားပွဲမှာအထူးစီကားလာသည်ခေတ်ပေါ်အင်ကြီးများအယုံများကလေးကစားစရာများနှင့်အထည်အလိမ့်များကိုရောင်းချကြသည်မုံမဲတရေစာမျိုးစုံလည်းရောင်းချကြသည်ကိုအောင်ဖေတို့ဖျားရင်ဖူးပြီးဖျားပွဲလဲသည်ထို့နောက်တွင်ဖျားရင်မြင်တော်ပေါ်တွင်အတူထိုင်ကြလေသည်မငွေခင်ကိုကျွန်တော်ပြောစရာရှိတယ်မငွေခင်စိတ်ဆိုးမှလားအိုးအကူအောင်ဖေကလည်းပြောတော့မပြောရသေးဘူးမငွေခင်ကစိတ်ဆိုးစရာလားဒါဆိုကျွန်တော်ရှင်းရှင်းပဲပြောတော့မယ်ဗျာကျွန်တော်မငွေခင်ကိုချစ်တယ်မငွေခင်ကိုလက်ထပ်ယူခြင်းတယ်မငွေခင်ဘာမှပြန်မပြောနိုင်ပဲတခြားဘက်သို့ခေါင်းကိုလဲလိုက်လေတော့သည်မငွေခင်သည်မသိလို့တော့မဟုတ်ကိုအောင်ဖေသူ့အပေါ်မေတ္တာရှိနေပြီကိုသူမသိလေသည်သူမကိုယ်တိုင်လည်းကိုအောင်ဖေပေါ်ရှစ်နေမိသည်သို့တော့သူမတွင်သူမတို့ချစ်ချင်းကိုတားဆီးနိုင်မည့်အကြောင်းတစ်ခုရှိနေလေသည်ငွေခင်ကအပြိုဆိုပေမဲ့ငွေခင်ကမတန်ရှင်းတော့ပါဘူးအကိုမငွေခင်ပြောရင်းနဲ့မျက်ရည်များကျလာ၏အိုးဖြစ်မှဖြစ်ရလေငွေခင်ရဲ့ကိုအောင်ဖေထို့သို့ရေရွရင်းငွေခင်ဤပခုံးလေးကိုတင်းကျုံဖတ်လိုက်၏ငွေခင်ဤခေါင်းကိုသူ၏ကျယ်ပြန့်လာသောရင်ခွင်ကြီးထဲဆွဲသွင်းလေတော့သည်အကိုဓာတွေဂယုမဆိုင်ပါဘူးငွေခင်ရဲ့အကိုလည်းအိမ်အောင်ပြက်ပဲလေငွေခင်ဘာပဲဖြစ်ခဲ့အကိုအားလုံးကိုခွင့်လွှတ်ပေးနိုင်ပါတယ်အကိုမေ့နိုင်တယ်ငွေခင်ကတော့ကိုအောင်ဖေရင်ခွင်ထဲတွင်ရှိုက်ငိုလေ၏ထို့နောက်ကိုအောင်ဖေသည်သူ၏ရင်ခွင်ထဲမှငွေခင်ကောင်းကိုငုံကြည့်လိုက်ပြီးငွေခင်အကိုကိုရောရှစ်တယ်မဟုတ်လားထို့သို့မေးလိုက်သည်ငွေခင်ကတော့ဘာမှပြန်မပြောတော့ပဲခေါင်းအသာညိတ်ကကိုအောင်ဖေကိုမျက်ရည်များကြားမှပြုံးပြလိုက်လေသည်ငွေခင်တို့စေးဆက်တောင်းရန်ပွဲလေးကအောင်မြင်မြင်မြန်ဆန်စွာပြီးစီးသွားလေတော့သည်နှစ်ဖက်စလုံးမှာလည်းကန့်ကွက်မဲ့သူမရှိမရွှေခင်ကညီမအားနှမျောသလိုဖြစ်တော်လဲညီမကောင်းသားရေးမှုသဘောတူလေသည်မကြာမီတွင်လူကြီးများဖြင့်နေကောင်းရက်သာရွေးကလက်ထက်ကြမည်ရက်ကို
ရွေးချယ်ရန်စီစဉ်ထားလေသည်ကိုအောင်ဖေလည်းမင်္ဂလာကိစ္စဖြစ်တစ်မျိုးအလုပ်ကိစ္စနှင့်တစ်မျိုးအလုံးများနေတော့သည်အိမ်အောင်ကြပြီးမှမငွေခင်ကိုလိုင်းငန်းခေါ်ထားရမည်ဖြစ်သည်လောလောဆယ်တွင်တော့မငွေခင်ကအိမ်ကုန်းရွာတွင်ဆက်လက်နေထိုင်လေသည်ဆရာလူပြောင်းမှုတစ်ခုရှိတယ်ရတဲ့ချက်ညုံဝင်းကပြောရင်းဆိုရင်ရုံငန်းထဲသို့ဝင်လာလေသည်ကိုအောင်ဖေကမော့မကြည့်ပဲဘဲကလဲအင်ကုန်းရွာကပဲဆရာမောင်စောဆိုတဲ့73နှစ်သားလေးပျောက်နေတာကိုအောင်ဖေလက်ထဲမှာဖက်လက်စဖိုင်တွဲကိုစပွဲပေါ်ပြစ်တင်လိုက်သည်ရင်းနေတာတွေဘာတွေများဖြစ်နေမလားကိုအောင်ဖေကသူ့မေးစေကိုပုတ်ကပြောလိုက်လေသည်မဖြစ်နိုင်ဘူးဆရာအေယာရီတိုင်းသားတွေကအကုန်လုံးလိုရေကူးကျွမ်းကျင်ကြတယ်အင်းလေဒါဆိုမနှက်ပြန်မဲ့အင်ကုန်းရွာဘက်ကိုတွားကြည့်ကြတာပေါ့ကိုအောင်ဖေကပြောလိုက်လေသည်ဟာဒါဆိုဆရာကျွန်တော်တို့ကိုမွေးငါအလကားကျွေးရမယ်နော်ဟဲဟဲတက်ချက်ညုံဝင်းကပြောလိုက်လေသည်ကိုညုံဝင်းတင်မဟုတ်ဘူးရုံးကအားတဲ့ရဲသားလေးတွေကိုပါခေါ်ခဲ့ဗျာအဝသာစားကြပြီးတော့ထို့သူ့ပြန်ပြောလိုက်လေသည်နောက်တစ်နေ့ကိုအောင်ဖေနှင့်ရဲ6ယောက်ခန့်တို့သည်အင်ကုန်းရွာသို့ထွက်ခဲ့ကြသည်အင်ကုန်းရွာရောက်တွင်မောင်စော၏အိမ်နှင့်အိမ်နီးချင်းများရွာသူကြီးများနှင့်အမှုအကြောင်းများကိုမေးမြန်းကြလေသည်မောင်စောမှာအသက်73နှစ်ခန့်ရှိပြီးမရွှေကင်း၏မုံငါးဆိုင်တွင်ကူညီပေးနေသောနေစားအလုပ်သမားလေးဖြစ်သည်မောင်စောသည်တခါတရံမရွှေကင်းတို့မုံငါးဆိုင်တွင်ညအိတ်တက်သည်ပျောက်ဆုံးသည့်နေ့ကမရွှေကင်းတို့အိမ်ကိုသွားပြီး2ရက်ခန့်ပြန်မလာ၍စုံစမ်းကြည့်ရမှမရွှေကင်းတို့အိမ်သို့လည်းရောက်မလာကြောင်းသိရသည်ကိုအောင်ဖေတို့လည်းမေးမြန်းပြီးနောက်မရွှေကင်းတို့အိမ်ဘက်သို့ထွက်လာခဲ့ကြသည်မရွှေကင်းတို့အိမ်ပေါ်တက်လိုက်တော့မရွှေကင်း၏အမေဒေါ်လာခင်ကနှုတ်ဆက်သည်မောင်စောပြောင်းနေသည့်အကြောင်းရွာထဲပြန့်နှံ့နေသောကြောင့်တမန်လောင်းရွာသို့ရောက်လာမည်ကိုတွက်ထားကြောင်းရဲတွေလာလျင်စားဖို့ပြင်ဆင်ထားကြောင်းပြောလေသည်ထို့နောက်မရွှေခင်ကမငွေခင်ကပါလာရောက်ဧည့်ခံကြသည်ကိုအောင်ဖေလည်းမရွှေခင်ကိုမေးစရာရှိတာလေးများမေးမြန်းရန်အတွက်ပြင်ဆင်လိုက်လေသည်သို့တော့သူ၏ရှိသူမငွေခင်မှာမျက်နှာဖြော့တော့နေသဖြင့်ခင်နေမကောင်းဘူးလားထို့သို့မေးလိုက်သည်မငွေခင်နှင့်ရီးသားဖြစ်သွားကြတဲ့ကခင်ဟုသာခေါ်သည်မငွေခင်မှာပါဇက်ကမပြောဘဲခေါင်းခါပြလေသည်ထိုစဉ်ဒေါ်လာခင်မှာစကားပြောနေရင်တက်လိုက်သလိုဖြစ်သွားပြီးတော့တကိုယ်လုံးတုံရင်ကလဲကျသွားလေသည်ဟာဘာဖြစ်တာလဲအတော်ဟာလုံးကြပါဦးလူအလုံးရုံရင်ဆန်ကပ်ဖြစ်ကုန်သည်ဆိုင်ထဲမှလူများလဲပြေးလာကြလေသည်ခဏအကြာတွင်ဒေါ်လာခင်ပြန်ထလာပြီးမျက်တောင်နီကြီးနှင့်ဖြစ်နေသည်အသားများမှလည်းတဆက်ဆက်တုံနေပြီးတော့ချွေးသီးချွေးပေါက်များကျနေလေသည်ထို့နောက်ကိုအောင်ဖေဘက်သို့လှည့်လိုက်ပြီးတော့ရဲအရာရှိကြီးကျွန်တော်မောင်စောပါအတန်နှရှိဖြင့်ပြောလိုက်လေတော့သည်ကိုအောင်ဖေလည်းအံ့အားသင့်စွာစိုက်ကြည့်နေမိသည်ကျွန်တော်ကိုတတ်သွားတယ်လို့ဒီထဲမှာရှိတယ်ကျွန်တော်မကျေနပ်ဘူးဟေးမင်းကိုတတ်သွားတယ်လူကဘာတူလဲကိုအောင်ဖေတုံရင်ဖြင့်မေးလိုက်သည်အိမ်တအိမ်လုံးရောအိမ်ပတင်းပေါက်တကားများမှာပါလူများတိုးဝှေ့ကြည့်နေကြသည်ဒေါ်လာခင်ကြီးတရေပူးနေပြီဆိုသောသတင်းကတမဟုတ်အတွင်းရွာထဲပြန့်နှံ့သွားလေသည်ကျွန်တော်ကိုတတ်သွားတယ်လူကမငွေခင်မှာတတိလက်လဲကျသွားလေတော့သည်မကြာမီတွင်ရွာလူကြီးများနှင့်ပယောဂကုသဆရာကြီးများရောက်လာကြသည်ကိုအောင်ဖေကအလွန်တုန်လှုပ်နေသည်မောင်စောမင်းအမှုကိုငါအမှုမှန်ပေါ်စေရမယ်လို့ငါအာမခံတယ်ဒေါ်လာခင်ကြီးကလည်းယောဂါတွေရှိတယ်မင်းပြန်သွားလိုက်ပါကိုအောင်ဖေကထိုးထိုးပြောလိုက်သည်မကြာမီတွင်ဒေါ်လာခင်ကြီးလဲကျသွားပြီးနောက်ပြန်လဲထလာလေသည်ကဲကိုညို့ဝင်မငွေခင်ကိုဖမ်းလိုက်ပါကိုအောင်ဖေကပြောလိုက်သည်ရဲတက်ချက်ညုံဝင်လဲပါလာသောလက်ထိပ်များဖြင့်မငွေခင်ကိုခတ်လိုက်သည်မငွေခင်မှာတတိမရသည်
အတန်ကြာနှာနှက်ယူတော့မှတတိရလာလေသည်ကဲမငွေခင်လူကြီးတွေလည်းရောက်ကုန်ပြီကျွန်တော်ကိုအမှန်တိုင်းအားလုံးကိုပြောပြပါကိုအောင်ဖေကမေးလိုက်လေသည်မငွေခင်မှာရှိုက်ကြီးတငယ်ငိုယိုလေသည်အတန်ကြာမှပြောပြပါမယ်ငွေခင်အားလုံးကိုပြောပြပါမယ်ထိုနေ့ကမိုးရွာသည်မိုးသည်တဲတဲမဲမဲရွာနေသောကြောင့်ငွေခင်ရွာထိပ်မှနေ၍အမြန်ပြန်လာခဲ့သည်ယနေ့သည်ငါးယောင်းသည့်နေ့မို့တဲစရာဘာမှမပါပေမိုးကလည်းမဲမောင်နေတာမို့ကြီးကိုအသာငုံဆောင်ရင်လမ်းလျှောက်လာလေသည်ထိုစဉ်အရှိမှတစုံတစ်ယောက်ထွက်လာလေသည်ဟေးပုတ်ခွေနင်ဘာလုပ်တာလဲနင့်ကိုစောင့်နေတာဟေးဖိုးခွေးကမဲပြုံးတစ်ချက်ပြုံးလိုက်ပြီးမငွေခင်အနားကိုကတ်လာသည်ဟိုနေ့ကနင့်ကိုငါရီးသားကားပြောတော့ကနင်ငါအချက်ကိုခွဲခဲ့တယ်နင်ငါတငယ်ချင်းတွေရှိမှငါ့ကိုပါရိုက်ခဲ့တယ်အေးလေဖိုးခွေးရဲ့နင့်လိုလူပေလူတေမယားကြီးနဲ့သားသမီးရှိတဲ့သူကငါ့ကိုရီးသားကားပြောเสียလားဟာဟာဟာအေးနင့်ကိုဒီနေ့ငါအဲ့ဒီလိုအချက်ခွဲကိုစောင့်နေတာဖိုးခွေနင်ငါ့ကိုလွတ်နော်သို့တော်လဲယောက်ျားအားနဲ့မိန်းမအားမရှင်နိုင်ပါမငွေခင်ကောင်းကိုပြင်းထန်သည့်ထိခိုက်မှုဖြစ်ပြီးမေ့မျောသွားလေတော့သည်မိုးရွာနေသောကြောင့်လမ်းမှာလူပြက်နေသည်မငွေခင်ကိုဖိုးခွေထမ်းခေါ်သွားသည်ကိုမြည်သူမျှမမြင်လိုက်ပါမငွေခင်တတိယလာတော့လဲဆောင်တဲလေးတစ်ခုထဲတွင်ဖြစ်သည်ဘေးနားတွင်ဖိုးခွေကထိုင်ပြီးအရက်တောက်နေလေသည်မငွေခင်ကပြန်ကျဲနေသောလုံကြီးနှင့်အင်ကြီးများကိုကောက်ယူဝစ်စင်ရင်းမျက်ရည်များကစီးကျလာလေသည်ဘန်းနဲ့လဲငွေခင်ရဲ့ဖိုးခွေကိုအချက်ခွဲရတာပြောရလားနှင့်အကြောင်းတွေကိုရွာကလူတွေအကုန်သိသွားရင်တော့နင်ဘဝပြက်ပြီပေါ့မငွေခင်ဘာမှမပြောတော့ပဲကျမ်းမြင်သူကြည်ရင်ငိုနေမိသည်ထို့နောက်တော့ထိုတဲထဲမှပြေးတက်လာခဲ့လေသည်ဖိုးခွေကတဲဝအရောက်တွင်ငွေခင်မနှက်ပြန်နေလေငါနဲ့အိမ်ကိုလာခဲ့မယ်နင်အချက်ကွဲချင်ရင်တော့ငါ့ကိုထွက်မတွေ့နဲ့ငွေခင်ဘာမှနားမထောင်တော့ပဲပြေးထွက်လာခဲ့သည်ထိုညကအိမ်ပြန်နောက်ကြလေသည်အမကြီးမရွှေခင်ကိုလိန်လေပြောလိုက်ရသည်နောက်ပြီးမနှက်ပြန်ဖိုးခွေလာမည်မဟုတ်လားထို့ကြောင့်အမကြီးကိုအိမ်တွင်မရှိစေရန်စီစဉ်ရလေသည်နောက်တစ်နေ့တွင်မိခင်ဖြစ်သူကိုလည်းအကျော်တက်စာများနေလေစာကျွေးပြီးနေလေနေခင်မိခင်ကြီးအိပ်ပျော်နေလေပြီမကြမီဖိုးခွေရောက်လာလေသည်ဖိုးခွေဟာအိမ်တွင်မတွေ့ပဲအိမ်နောက်ဘက်ကြီးတစ်ပင်များကြားတွင်တွေ့ဆုံလိုက်လေသည်ဖိုးခွေကဘာမှမပြောပဲမချွေခင်ကိုပွေးဖက်လိုက်လေတော့သည်အော်လေးငွေခင်ရဲ့နင်အော်လိုက်ရင်လဲငါတို့နှစ်ယောက်လူသိချင်းကြားညားကြတာပေါ့ဟာဟာဟာမငွေခင်မအော်နိုင်ပါဖိုးခွေကမငွေခင်ကိုငပိတိတ်သည့်ကိုတောင်ထဲသို့ဆွဲခေါ်သွားလေတော့သည်ထို့နောက်ရက်ဆက်စွာသားမယားပြုကျင့်လေတော့သည်ဟာဟာနောက်ဆိုတို့ဒီမှာပဲဆက်တွေ့ကြရအောင်ကွာဖိုးခွေကပြောသည်မငွေခင်မှာထူပူနေသည်ထို့နောက်အနားရှိငပိအိုးကြီးများကိုဖိသည့်တစ်သားတုံးကြီးဖြင့်ဖိုးခွေရဲ့ခေါင်းကိုလွှဲရိုက်လိုက်လေတော့သည်ဖိုးခွေမှာအော်ပင်မအော်နိုင်ချပဲခွေခောက်လဲကျသွားလေတော့သည်မငွေခင်လည်းဒေါသကိုထိမ့်မရဖြစ်ပြီးအိမ်နောက်ဖွေးကြီးကိုင်းခုတ်သားကြီးကိုပြေးယူပြီးဖိုးခွေအားအချက်ပေါင်းများစွာပိုင်းချလိုက်လေတော့သည်မငွေခင်တကိုယ်လုံးသွေးများဖြင့်ရဲရဲနေတော့သည်မငွေခင်လည်းယခုမှလူစိတ်ပြန်ကပ်သည်ဖိုးခွေမှာတော့မငွေခင်ခုတ်ပိုင်းမှုကြောင့်အတုံးအတင်များဖြစ်နေလေပြီမငွေခင်အလွန်တုန်လှုပ်သွားလေတော့သည်သူလူသက်မိပြီလူသက်လို့ရဲကဖမ်းမိလျင်သူလဲတည်ပြီသူ့အမနဲ့အမေတို့တည်ရည်လည်းမဖြစ်မငွေခင်လုံးမိလို့ရလှုပ်လိုက်တော့သည်အိမ်ဘေးဘီကိုကြည့်လိုက်သည်လူသူကင်းမဲ့နေလေသည်ထို့ကြောင့်တပိုင်းတစသည်ဖြစ်နေသောဖိုးခွေးရဲ့အလောင်းကိုငပိအိုးထဲထည့်ရန်ကြံစီလိုက်တော့သည်မဖြစ်ဘူးငပိတွေကငါငပိရောင်းကနီးဖော်ရင်တွေ့ကုန်ကြမှာပဲဘေးဘီကိုကြည့်ရင်မရွှေခွင်ထက်လှုပ်ထားသည့်ငန်းပြားကြီးအိုးကြီးဘက်သို့ကြည့်လိုက်မိသည်ငန်းပြားကြီးအိုးကြီးမှာရာဝင်အိုးကြီးဖြစ်ပြီးတော့အပေါ်ယံအရေကိုသာခတ်ယူပြီး
အိုးအသေးနှင့်ပြန်သိမ်းကအသုံးပြုသည်ဖြင့်တလမှတစ်ကြိမ်ခန့်သာဖွင့်ဖြစ်လေသည်ဒီအသားတွေသာပုတ်ပြီးတော့ငံပြာရည်နှင့်ရောကုန်ရင်တော့တခါတည်းအလောင်းဖြောက်ပြီးသားဖြစ်သွားပြီနောက်မှအိမ်ကလူတွေလက်မှငံပြာရည်အိုးကိုသွင်းပြီးုံပေါ့ထို့သို့တွေးကငံပြာရည်အိုးထဲသို့အကုန်ကောက်ထည့်လိုက်တော့သည်သို့တော်မငွေခင်လဲကြောက်စိမ်ကြောင်တပတ်ခန့်ဖျားလေတော့သည်အတန်ကြာကုသမှနေကောင်းလေသည်အိမ်တွင်အမကြီးနှင့်အမေရှိသည့်အတွက်ငံပြာရီအိုးကိုသူမပစ်ပါတို့ရာတွင်ပြဿနာတစ်ခုပေါ်လာသည့်အကြောင်းမှာမရွှေခင်သည်ထိုငံပြာရီများသုံးပြီးမောင်းငါရှက်နေခြင်းပင်မငွေခင်ကမတတိသောကြောင့်မစားပါသို့တော်တမဟုတ်ချင်းလူကြိုက်များလာလေသည်အိမ်တွင်လည်းဝန်ထမ်းများခေါ်သဖြင့်လူချုပ်နေရာမငွေခင်အကြံစီမအောင်မြင်တော့ပြီငပိလုပ်ငန်းပါမလုပ်တော့ပဲအိမ်တွင်လူလစ်မြင့်အရှင်ကိုသာစောင့်နေရင်ငံပြာရီအိုးကြီးကိုသာတွန်ပြစ်ရှင်နေလေသည်သို့တော်လည်းရခင်ကငံပြာရီကိုတလမှတစ်ခါဖွင့်တော်လဲရောင်းအားတက်လာသဖြင့်နေ့တိုင်းလိုဖွင့်နေရတော့သည်ထိုအခါငံပြာရီများကုန်ပြီဆို၍မငွေခင်ကငံပြာရီများကိုကိုယ်တိုင်ခတ်ပေးမည်ဟုပြောပြီးကူညီပေးရသည်ငံပြာရီအိုးကြီးပြည့်နေစေရန်ထပ်ထပ်ပြေးပေးရလေတော့သည်တနေ့မငွေခင်ဖျားပွဲသွားသည်ကိုအောင်ဖေနေ့ဖြစ်သည်ထိုနေ့ကငံပြာရီများဖြစ်ရန်မေ့နေခဲ့လေသည်နောက်နေ့မနက်တွင်ဆိုင်တွင်ကူညီပေးသောမောင်စောသည်ငပိကိုတောင်စီသို့သွားသည်ကိုမငွေခင်မြင်လိုက်လေသည်ထို့ကြောင့်အပြေးလိုက်သွားလေတော့သည်တင်းသည့်အတိုင်းပင်မောင်စော၏အော်တန်ကိုကြားလိုက်ရလေသည်ဟာအထဲမှာလူကောင်းကြီးဗျမောင်စောကအော်ရင်တုံးလုံးလေသည်မငွေခင်ကငပိခိုတောင်တကားကိုပိတ်လိုက်လေသည်မငွေခင်ထူပူသွားသည်ဘာလို့ရမှန်းမသိတော့ပေထိုအချိန်တွင်မောင်စောသည်ငပိခိုတောင်တကားစီသို့ပြေးသွားပြီးတော့တကားဖွင့်ရန်ကြိုးစားလိုက်သည်သို့တော်မအောင်မြင်ပါမငွေခင်ကမောင်စော၏နောက်စီကိုတစ်သားတုံးကြီးဖြင့်လွှဲပြီးရိုက်ထည့်လိုက်တော့သည်ဖိုးခွေးကိုခုတ်ခဲ့သည့်ကိုင်းခုတ်ဓာကြီးမှာထိုကိုတောင်ကြောင်ထဲတွင်ဖွက်ထားသည်မငွေခင်လည်းဖိုးခွေးနီးတူမောင်စောအားပြုတ်လုပ်လိုက်လေတော့သည်ရှမ်းနောက်ဘက်ဖြစ်နေသည်ကတကြောင်မနက်စောစောဖြစ်နေသည်ကတကြောင်မို့ထိုအဖြစ်အပျက်ကိုမြည်သူမှသတိမထားမိလိုက်ပြီအဖြစ်အပျက်ကတော့အဲ့ဒါပါပဲရှင်ကိုအောင်ဖေကမငွေခင်ကိုဂယုဏတက်သည့်မျက်လုံးများဖြင့်ကြည့်လိုက်လေသည်သို့သောအိမ်တွင်ရှိနေသည့်လူများပရင်းပေါင်များတွင်ရှောင်းကြည့်နေသည့်လူများကတော့အလွန်ယုံချသည့်မျက်လုံးများဖြင့်ကြည့်နေကြသည်ငံပြာရီအိုးထဲတွင်တော့တက်တေကန်ပစ္စည်းများကိုရှာတွေ့လေသည်မောင်းငါသတင်းမှာပြန့်နှံ့သွားလေတော့သည်မောင်းငါစားသူများကတော့အန်ထွက်ကုန်ကြလေသည်ကဲတက်ချက်ညွှန်ဝင်မငွေခင်ကိုပန်းခေါ်လာခဲ့ပါရွာမှစက်တက်လေကြီးတစ်စီးကိုငှားပြီးတော့ဟင်းသရသို့ပြန်ကြမည်ဖြစ်သည်ကိုအောင်ဖေကတော့မငွေခင်ကိုဖမ်းခေါ်ပြီးလေပေါ်တွင်မငွေခင်ဘေးနားတွင်ထိုင်လေသည်တခြားရဲသားများကလည်းမငွေခင်ကထော်မပြေးနိုင်တော့သည့်တကြောင်ကိုအောင်ဖေသရိုးသမီးလောင်ဖြစ်နေသည်ကတကြောင်မို့နှစ်ယောက်သားလှုပ်ပေးထားကြလျက်ခက်လန်းလန်းမှလေထိုင်စီးနေကြသည်ကိုအောင်ဖေကတော့မိမိရှိသူဖြစ်သူကိုစကားပြောရန်တွေးနေလေသည်ဥပဒေ၏အဆုံးအမကိုခံယူဖို့အကြောင်းထောင်ကြပြီးပြန်ထွက်လာလျင်သူစောင့်ကြိုနေမိအကြောင်းကိုပြောရန်ဖြစ်သည်သို့တော်လည်းမငွေခင်မှမူမြည်ရည်ပြင်ကိုသာကြည်ရင်လိုက်ပါလာခဲ့သည်အေယာရီမြစ်နှင့်အခြားမြစ်လက်တက်တစ်ခုဆုံရာရောက်ခဲ့ပြီးရေပြင်သည်အလွန်ကျယ်ဝန်းလာသည်ထိုအချိန်တွင်မငွေခင်ကဟဲ့ဖိုးကွေငါနားကိုမလာနဲ့ထို့သို့အော်ရင်ရုံးရင်ဆန်ကပ်ဖြစ်ကရေပြင်ထဲသို့ခုန်ချသွားလေတော့သည်ကိုအောင်ဖေသည်မိတို့မြကဲဆယ်ရန်ပင်အချိန်မရလိုက်ပါရဲတို့သည်လေကိုရက်ပြီးရှာဖွေတော်လဲမတွေ့နိုင်ဖြစ်နေသည်ထိုနေရာမှာရေစီးကြမ်းပြီးဝဲကရများများပြားသောကြောင့်ဖြစ်သည်ကိုအောင်ဖေသည်ကျဲပြောလာသောမြစ်ပြင်ကိုသာကြည့်ရင်မငွေခင်၏နာမည်ကိုသာအတန်နှကြီးဖြင့်အော်ခေါ်နေပါတော့သည်ဒေါ်လာခင်သည်ထိုစိတ်ဖြစ်ပင်မကြာမီဆုံးပါသွားလေတော့သည်မရွှေခင်မှာမြို့မှလူများအပြင်သတင်းစာဂျာနယ်များတွင်ပါသတင်းများပါလာသောကြောင့်
တရွာတကြီးသူပြောင်းသွားခဲ့တော့သည်ကိုအောင်ဖေလည်းမကြမီနေပြောင်းရွှေ့ပြီးတော့တာဝန်ထမ်းဆောင်ရတော့သည်ထိုအကြောင်းအရာများကိုလူအများကကောလာဟာလအဖြစ်ဖြင့်ပုံစံအမျိုးမျိုးပြောဆိုကြကုန်သည်မည်သူများလည်းစက်ကြောင်းကိုရေးရေးလဲလဲသိ၍မဟုတ်ကြားဘူးနာဝဖြစ်သာပြောဆိုကြလေသည်သို့သောထိုအကြောင်းကိုရေးရေးလဲလဲသိသူမှာတယောက်ရှိသည်ထိုသူမှာတက်ကြက်ကြီးညုံဝင်းပင်ဖြစ်သည်ယခုအခါအင်ကုန်းရွာလေးလည်းမရှိတော့ပါအေယာဝတီရေတိုက်စားမှုကြောင့်၎င်းရွာမလူများရွှေ့ပြောင်းကုန်မှုကြောင့်၎င်းဖြစ်နိုင်ပါသည်သို့သောရွာထိပ်ကလားလေးကုန်းမှာညောင်မင်းကြီးသည်မြေကမ်းနှစ်ဖူးတွင်တည်ရှိနေသည်ထိုညောင်မင်းကြီးအောက်တွင်ပျက်စီးနေသည့်နှကုန်းကြီးတစ်ခုရှိပါသည်ထိုနှကုန်း၏ခါးပန်းတွင်တော့ဒေါ်လာခင်သမီးမရွှေခင်မငွေခင်တို့ကောင်းမှုဟူသည့်စာတန်းကိုတေချာကြည့်လျင်မြင်နိုင်ပါသေးသည်စာရေးဆရာအကစောရဲ့လူသားမောင်ငါဆိုတဲ့ပြည့်ရမှန်ဇာတ်လမ်းလေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားပါပြီခင်ဗျာနားထောင်ပေးကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ကျွန်တော်အတန်နာနေသောကြောင့်အတန်နားထောင်လို့အဆင်မပြေတာများဖြစ်ခဲ့ရင်ပြည်သက်တယောက်ချင်းစီတိုင်းကိုအနူးညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ